လူကျုံတို့ခင်ဗျာလူတိုင်းဟာနေတိုင်းမှာတစ်ခုမဟုတ်တစ်ခုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ပါတယ်ကျွန်တော်တို့သင်ယူလေ့လာမှုသည်ကျွန်တော်တို့ဘဝမှာအလွန်အရေးကြီးပါတယ်အများကထင်မှတ်မထားတဲ့နေရာကိုရောက်အောင်မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့နေရာတွေကိုရောက်အောင်သွားနိုင်ဖို့အတွက်အကောင်းဆုံးနည်းလမ်းကတစ်ခုပဲရှိပါတယ်အဲ့ဒါကနေ့ရက်တိုင်းလေးလာသင်ယူနေဖို့ဖြစ်ပါတယ်လူချင်းတို့ခင်ဗျာကျွန်တော်တို့ဘဝမှာသင်ယူလေ့လာမှုနဲ့ပတ်သက်ပြီးတော့အစားထိုးစရာမရှိပါဘူးသင်ယူလေ့လာမှုပြုလုပ်လေကျွန်တော်တို့ဘဝဟာကြီးမားကျေပြန့်အားကောင်းလာလေဖြစ်ပြီးတော့သင်ယူလေ့လာမှုမလုပ်လေကျွန်တော်တို့ဘဝဟာကြုံပြီးတော့အားနည်းသွားလေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ကျွန်တော်တို့ရဲ့သင်ယူလေ့လာမှုကိုမရက်တန့်ပဲနဲ့စဉ်ဆက်မပြတ်သင်ယူလေ့လာနေရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအခြေအနေတွေကိုပြောင်းလဲလို့ဘယ်လို့မှမရပါဘူးကျွန်တော်တို့ control လုပ်လို့ရတဲ့အရာရှိရလောကမှာကျွန်တော်တို့ control လုပ်လို့မရတဲ့အရာတွေရှိတယ်ကျွန်တော်တို့ control လုပ်လို့မရတဲ့အခြေအနေတွေကိုပြောင်းလဲလို့မဖြစ်နိုင်ရင်မိမိကိုယ်ကိုမိမိဖွံ့ဖြိုးတိုးတက်အောင်မြင်အောင်ကြိုးစားပြီးတော့မှကျွန်တော်တို့ရဲ့အောင်မြင်မှုကိုတည်ဆောက်မှာဖြစ်ပါတယ်သင်ယူမှုကိုအခြေခံတဲ့အောင်မြင်မှုဟာရေရှည်မှာတည်တံ့အောင်မြင်နိုင်မှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်ရဲ့မျှဝေမှုကနေလူချင်းမင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါ